company တော်တော်များများမှာအများနဲ့ fight တွေရှိတဲ့ department နှစ်ခုရှိ sales နဲ့ marketing နဲ့ဖြစ်ပါတယ် marketing ကပြောလို့ရှိတယ် hey ငါတို့ဒီမှာလူတွေအများကြီးရလာအောင်ငါတို့ drive လုပ်ပေးလိုက်ပြီ sales ကလည်းပြန်ပြောတယ်မင်းတို့ပို့လိုက်တာတွေကတခုမှမကောင်းဒါကျွန်တော်တို့ organization တော်တော်များများမှာဂျုံနေရတဲ့ဖြစ်ရလေးတွေပေါ့နော် marketing ကဘယ်လိုမျိုးတွေဖြစ်လာမယ်ဘယ်လို experience တွေရမယ်စတဲ့ဂရီတွေကိုရောင်းတာဖြစ်ပြီးတော့ sales ကတကယ် reality နဲ့ရောင်းတာဖြစ်ပါတယ် marketing ကပေးလိုက်တဲ့ promise နဲ့ sales ကပေးတဲ့ experience ကသက်တူကြမနေဘူးဆိုရင်ဝယ်တဲ့သူတွေရဲ့ယုံကြည်မှုပြတ်ပါတေးကြတာတခုက customer ကသူခံစားရတာကအပြောနဲ့အလုံးနဲ့မညီဘူးဒါကြောင့်ဒီမှာမဝယ်ချင်တော့ဘူးအဲ့တော့ company အနေနဲ့ဘာဖြစ်လဲဆိုတော့တကယ်ရောင်းရမယ့်အခွင့်အရေးတစ်ခုဆုံးရှုံးသွား marketing team ကပေးလိုက်တဲ့ဂရီက sales team ကပေးတဲ့ experience နဲ့ထပ်တူကြနေမှာပဲ customer ကစိတ်ကျေနပ်မှုရမှာဖြစ်ပါတယ်အရေးအကြီးဆုံးတစ်ချက်ကအဲ့ဒီ team နှစ်ခုလုံးစီးလုံးနေဖို့လိုတာပါ